အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကအထက်တန်းရှိနေဒေါ်စုတန်နာထိဖြစ်ပါတယ်ရှင်ဒီနေ့မိထားတဲ့မိကွန်းလေးကိုကျွန်မဖြေချပေးမှာဖြစ်ပါတယ်တရားဝင်လက်မှတ်ထိုးထားပြီးမဲ့6လအဆက်အသွယ်ပြတ်နေပြီဆိုရင်နောက်အိမ်တော်ပြုလို့ရတယ်ဆိုတာဟုတ်ပါသလားဆိုတော့မိကွန်းလေးဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာမြန်မာအမျိုးသားနဲ့အမျိုးသမီးတွေကပေါ့နော်ဟိုတရားဝင်လက်မှတ်ထိုးပြီးတော့လက်ထပ်ထားတယ်လို့သူကပြောထားတယ်ဒါပေမဲ့ပေါ့နော်တရားဝင်လက်မှတ်ထိုးသည်ဖြစ်စေမထိုးသည်ဖြစ်စေပတ်ဝန်းကျင်မှာလူသိရှင်ကြားပေါင်းသိနေထိုင်နေဆိုလို့ရှင်ဒါတရားဝင်အကျဉ်းလင်မယားဖြစ်ပါတယ်ကွာရှင်းတဲ့အခါကြလို့ရှင်တော့ပေါ့နော်လက်ထပ်စာချုပ်နဲ့ကွာရှင်းထားတာကတော့အခုခေတ်မှာအကောင်းဆုံးဖြစ်ပါတယ်နှစ်ဦးသဘောတူပေါ့နော်ဒီနှုတ်နဲ့ကွာလိုက်တယ်ဆိုပေမဲ့တစ်ချိန်ချိန်မှာတစ်ဖက်ကပြဿနာရှာလာတဲ့အခါကြလို့ရှင်တော့ရှင်းရမယ့်ကဏ္ဍတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒါတရားဝင်လက်မှတ်ထိုးထားပြီးမဲ့6လဆက်သွယ်ပြတ်နေတယ်ဆိုတော့ဒီတချို့အရက်ထဲမှာပြောနေကြတယ်ပေါ့နော်အမျိုးသမီးကဆွန့်ပစ်သွားတယ်အဆက်အသွယ်မလုပ်ဘူးဆိုလို့ရှင်တစ်နှစ်အတော်အတွင်းဆိုရင်တော့အလိုလျောက်ပြတ်ဆဲတယ်ပေါ့နော်ဒါအမျိုးသားဆိုလို့ရှင်တော့3နှစ်ပေါ့နော်ဒီလိုဆွန့်ပစ်ထားတယ်အဆက်အသွယ်ဖြတ်ထားတယ်ဆိုလို့ရှင်တော့ဒါလင်မယားအရာပြတ်ဆဲတယ်ပေါ့နော်ဆိုပြီးတော့သတ်မှတ်ထားတယ်ဒါလုံးဝမဟုတ်ပါဘူးเนาะအဲ့တော့အလိုလျောက်ပြတ်ဆဲတယ်ဆိုတာမရှိပါဘူးနှစ်ဦးသဘောတူပေါ့နော်လူကြီးအတီးမိဘတွေမိဘဆွေမျိုးတွေရှေ့မှာပဲဖြစ်ဖြစ်တရားရုံးမှာပဲဖြစ်ဖြစ်ရှေ့နေရှေ့ရဲ့နဲ့ပဲဖြစ်ဖြစ်တရားဝင်ကွာရှင်းထားဖို့လိုပါတယ်6လအဆက်အသွယ်ဖြတ်နေတာနဲ့နောက်အိမ်တော်ပြုလို့မရပါဘူးเนาะဟိုအလိုလျောက်ပြတ်ဆဲသွားတာမရှိပါဘူးအဲ့တော့6လပဲဖြစ်ဖြစ်တစ်နှစ်ပဲဖြစ်2နှစ်ပဲဖြစ်3နှစ်ပဲဖြစ်ဖြစ်4နှစ်ပဲဖြစ်ဖြစ်ပေါ့နော်ပြတ်ဆဲသွားတယ်ဆိုတာနဲ့နေပြီးတော့ဟိုအဆက်အသွယ်မလုပ်ဘူးထောက်ပံ့တာလည်းမရှိဘူးဆိုတာနဲ့ပဲနောက်အိမ်တော်ပြုလို့လုံးဝမရပါဘူးเนาะအလိုလျောက်လုံးဝမပြတ်ဆဲပါဘူးအခုခေတ်မှာအဲ့ဒါတွေလုံးဝအပြင်မှာလဲပေါ့နော်ဖြစ်နေကြတယ်ပေါ့နော်2နှစ်နေလို့ရှိရင်ကျမတို့ကပြတ်ဆဲသွားပြီလားဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်လုံးဝမပြတ်ဆဲပါဘူးတရားဝင်ကွာရှင်းမှသာပြတ်ဆဲမှဖြစ်ပါတယ်